ဒီတစ်ခေါက်မှာတော့ရှုပ်ထွေးတဲ့ပေးသူကဒီဇိုင်းတွေနောက်ွယ်ကနီးပညာကိုအလွယ်ကူဆုံးထအောင်ရှင်းပြသွားမှာဖြစ်ပါတယ်။ကဲဒီတော့ခင်မြင့်ဆောင်အောင်တွေမှာတွေ့ရတဲ့ဒီလိုလောက်မပြီးရှုပ်ထွေးတဲ့လေကားတွေကိုဘလို့များဒီဇိုင်းဆွဲကြတွေကိုထင်ပါတယ်လဲ။ NOZR ခေါင်းတာကဒါဒီအားလုံးဟာအစွမ်းတက်တဲ့ software တစ်ခုတည်းကရိုးရှင်းတဲ့စီးမင်းလေးတွေကနေစတင်တာပါ။ဟုတ်ပြီ။လေကားတစ်စင်းကိုမတီဆောက်ခင်မှာသူ့ရဲ့အခြေခံအကြဆုံးအစိတ်ပိုင်းတွေကိုတည်ထားဖို့လိုပါတယ်။တကယ်တော့လေကားတစ်စင်းလုံးမှာအဓိကအစိတ်ပိုင်းတစ်ခုပဲရှိပါတယ်။လေကားထစ်တိုင်းမှာချစ်ထောက်ချတဲ့အရာလိုက်အပြားပိုင်းဖြစ်တဲ့ thread နဲ့လေကားထစ်ရဲ့အမြင့်ကိုဖြစ်စေတဲ့တောင်လိုက်အပိုင်းဖြစ်တဲ့ riser ဆိုပြီးဒီနှစ်ခုနဲ့ပဲဖွဲ့စည်းထားတာမှာအဲ့တော့ဒီ parametric design ဆိုတဲ့သဘောတရားကခင်မီပြီးသူခါရ software ရဲ့အလုပ်လုပ်ပုံကိုအဆုံးဖြစ်ပေးတဲ့တော့ချက်ပါပဲ။လွယ်လွယ်ပြောရရင်ကွန်ပျူတာကို channel ပြုံးနည်းတစ်ခုပေးပြီးဒါကိုလိုက်နာပါလို့ပြောထားတယ်လို့ပါပဲ။ကဲ Revit လို software တွေကအဲ့ဒီလိုရိုးရှင်းတဲ့စီးမင်းလေးတွေကိုသုံးပြီးဘလောက်တောင်အံ့ဩစရာကောင်းတဲ့အရာတွေကိုလွတ်ဆောင်နိုင်လဲဆိုတာကြည့်လိုက်ကြအောင်။ဒီနေရာမှာဒီဇိုင်နာကလေကားထစ်တက်ချင်းစီကိုလိုက်ဆွဲနေစရာမလိုပါဘူး။အဲ့ရစားလေကားချက်ခုလုံးအတွက်အဓိကကျတဲ့စီးမင်းတွေတတ်မှတ်ချက်တွေကိုအရင်ဆုံးတတ်မှတ်ပေးလိုက်ရုံပါပဲ။ဒါကအကောင်းဆုံးဥပမာတစ်ခုပါပဲ။ဒီ window ထဲမှာဒီဇိုင်နာက software ကိုပြောနေတာက riser အမြင့်ဘလောက်ထက်မပို့ရဘူး။ thread အနည်းဘလောက်အောက်မကျင်းရဘူး။လေကားအကျယ်ကဘလောက်ရှိရမယ်။ဆိုတဲ့ကန့်သက်ချက်တွေကိုတတ်မှတ်ပေးလိုက်တာပါ။ဆိုတော့အဓိကအချက်ကဘာလဲဆိုရင်အဲ့ဒီစီးမင်းဒီတတ်မှတ်ပြီးတာနဲ့လေကားကဘေးကင်းပြီးအချွေးစားကြဖို့လိုအပ်တဲ့ရှုပ်ထွေးတဲ့တွက်ချက်မှုတွေအလုံးကို software ကသူ့ဘာသာသူတာဝန်ယူပြီးလှုပ်ဆောင်ပြီးတော့တာပါပဲ။ဟုတ်ပြီ။စီးမင်းတွေတတ်မှတ်ပြီးပြီဆိုတော့တကယ်အစွမ်းပြတဲ့ဘိုင်းကိုရောက်လာပါပြီ။အချိန်အကောင်ဆုံးအပိုင်းတွေကို software ကဘယ်လိုအလိုလိုရောက်လှုပ်ဆောင်ပေးလဲဆိုတာကြည့်လိုက်ရအောင်။ဒီလိုစဉ်းစားကြည့်အောင်ဒီဇိုင်နာတယောက်ကလေကားတစ်ဆင်းဆွဲတယ်ပြီးတော့သူ့ဖုံးမှာနောက်တစ်ဆင်းထပ်ဆွဲလိုက်တယ်အဲ့နှစ်ခုကိုဘယ်လိုဆက်မလဲ automatic landing ဆိုတဲ့ feature လေးကိုဖွင့်ထားလိုက်ရုံနဲ့ Revit ကအဲ့ဒီလေးကနှစ်ဆင်းကိုရွေးစားကွက်တိဖြစ်တဲ့လေကားခုံနဲ့သူ့လိုလိုဆက်ပေးလိုက်ပါတယ်ဒါကလက်နဲ့လောရတဲ့အလုပ်ချိန်ကိုအများကြီးတတ်တာစေတာပေါ့လမ်းရံနေမှလည်းဒီလိုပါပဲလမ်းရံဒီကိုအလိုအလျောက်ထည့်ပေးခဲ့ပြီးတာပါ thread ဒီပေါ်မှာထားမလားဒါမှမဟုတ်ဖေးထုတ်တိုင်းဒီပေါ်မှာထားမလားဆိုတာကို click တစ်ချက်နှိပ်ရုံနဲ့အလွယ်တကူနေရာချနိုင်ပါတယ်အခုဆိုရင်အခြေခံပုံစံရလာပြီဆိုတော့ဒီဇိုင်နာကသူတို့ရဲ့စိတ်ကူးတဲ့ကပုံစံအတိုင်းဖြစ်အောင်အသေးစိတ်အချက်လက်တွေကိုစပြီးပြင်ဆင်လို့ရပါပြီဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကထိန်းချုပ်နိုင်တဲ့အဆင့်ပါပဲဒီဇိုင်နာက thread အတွက်ထုံးမဲ့ပစ္စည်းဥပမာဒီမှာဆို plywood လို့တတ်မှတ်ထားတာကနေ riser ရဲ့အထူပါအထိရာလုံးကိုပြောင်းလဲနိုင်ပါတယ်ဒီလိုအသေးစိတ်ကြစိတ်ကြိုက်ပြင်ဆင်နိုင်စွမ်းကဒီဇိုင်းဖြစ်နိုင်ခြေတွေကိုအဆုံးအစားမရှိဖန်တီးပေးနိုင်ပါတယ်အတောင်းဆုံးကတော့ဒါရီအားလုံးကို intelligent model တခုတည်းမှာပဲလှုပ်ဆောင်နိုင်တာပါဒါမြင့်တာမန်ပုံစံတစ်ခုကကိုဒီဇိုင်းအတွက်မလုံလောက်ဘူးဆိုရင်ရောဘယ်လိုလုပ်မလဲတကယ်ကိုထူးခြားတဲ့ဒီဇိုင်းကြီးဖန်တီးဖို့အတွက်နောက်ချက်နည်းလမ်းတစ်ခုရှိပါသေးတယ်Revit မှာအဓိကနည်းလမ်းတစ်ခုရှိပါတယ် Step by component ဆိုတာကတော့ကြိုတင်လုပ်ထားတဲ့အတုံးကြီးတွေကိုဆက်တယ်လို့ပါပဲရဲမြင်ပြီးထိရောက်တဲ့ Step by sketch ကတော့ရွှင်လွင်တုံးငယ်နေပန်းပုထုတယ်လို့မျိုးပါပဲအဆုံးစုံနဲ့ဖန်တီးမှုလက်ခွင့်ကိုပေးနိုင်ပါတယ်ဒီနီလန်းကဒီဇိုင်နာကိုလေကားရဲ့ပုံတာနဲ့ဖွဲ့စည်းပုံအတိအကျကို direct ထိချုပ်ခွင့်ပေးပါတယ်။ဒါကြောင့်ရှုပ်ထွေးပြီးခမနာတဲ့ဗီတုကလက်ရာဒီဖန်တီးခဲ့ခါမှာမရှိမဖြစ်လိုအပ်ပါတယ်။နောက်ဆုံးမှာတော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကဒီဇိုင်းပညာရဲ့အပြောင်းလဲကိုမီးမောင်းထိုးပြနေပါတယ်။အရင်လိုမင်းနေဆွဲရုံတတ်မဟုတ်တော့ပဲကိုဘာတာကိုတိစောင်းနိုင်တဲ့ intelligent system တွေကိုဖန်တီးလာတာကိုတွေ့ရမှာပါ။ဒါဟာအနာဂတ်ရဲ့ပုံစံကျန်းတွေကိုဒီကနေ့မှာဘယ်လိုဖန်တီးနေတယ်လဲဆိုတာပါပဲ။